ကျွန်တော်တမီနွမ်မဆိုမေကချင်နာရောကျွန်တော်တို့ဒီကဘာလောကမှာအသက်ရှင်တာခဏလေးပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီခဏလေးကြားထဲမှာဘုရားတခင်ကိုယုံကြည်ဖို့ပဲလိုအပ်တယ်ဆိုတဲ့အကြောင်းကိုဖြစ်ပါတယ်အဲ့ဒါဒီဆိုပါမယ်